နောက်မှာအရေးတွေမောင်ရိတ်ခိုလမ်းဘေးဘွားဆိုတာရွေးချက်ခွင့်မရှိတဲ့လောင်အိမ်လို့စံပင်ဖားလေးအမျက်လုံးထဲမှာတော့လင်းမဲ့မနှက်ဖြန်မရှိတဲ့နေ့ရက်တွေတဲ့ရုံးကန်နေပေါင်းပြီးစုံတဲ့လူတယောက်လောကကြီးကမျက်ကွယ်ပြူစိတ်ထဲမှာစစ်ပွဲတွေငြိမ်းချမ်းမှမျက်ကွယ်ပြူစိတ်ထဲမှာစစ်ပွဲတွေငြိမ်းချမ်းမှုကဝေးအတန်တိတ်ဆွေးမြေ့ရင်တစ်ပြေးပြေးနေစင်လူတွေကယူတယ်ပြောတယ်ဒါပေမဲ့ဝိညာဉ်ကနာချင်းမမြင်ရတဲ့ဒဏ်ရာတွေနဲ့ဒါကငါတို့မျိုးဆက်ပဲငါတို့မျိုးဆက်သူတို့မြင်ကြဘူး They don't see us ငါတို့မျိုးဆက်သူတို့မကြဘူး They don't hear us ဖို့ဆိုပတ်ဆက်လို့ပြောခံရပေမဲ့ရိုးရိုးလေးပဲအသက်ဆက်ရက်ဒီနေရက်ဆိုင်နဲ့ဝင်ပြီးတော့နာကျင်မှုကိုမျိုးချလွတ်လမ်းမရှိတဲ့လောင်အိမ်ထဲမှာလှည့်ပတ်ဂျာနဲ့လက်ပွင့်နဲ့လမ်းဘေးကလူအတွေးတွေများနေတဲ့ဆန်ရှင်နဲ့ကောင်လေးတယောက်အတွေးတွေများနေတဲ့ဆန်ရှင်နဲ့ကောင်လေးတယောက်အိမ်မက်တွေရှိတဲ့ဒါပေမဲ့စနစ်အောက်မှာပိတ်မိဒါပေမဲ့စနစ်အောက်မှာပိတ်မိသူစကားဘယ်သူနာထောင်မလဲသူတန်ဖိုးကိုရောဘယ်သူမြင်မလဲဒီပီထဲမှာလမ်းဘေးကပုံပြင်ကတန်ထွက်လာတယ်ငါတို့မျိုးဆက်သူတို့မြင်ကြဘူး They don't see us ငါတို့မျိုးဆက်သူတို့မကြဘူး They don't hear us ဖို့ဆိုပတ်ဆက်လို့ပြောခံရပေမဲ့ရိုးရိုးလေးပဲအသက်ဆက်ရက်ဒီနေတခါတလေကိုမေးခွန်းထုတ်မိတယ်ငါတို့ကတကယ်ပဲပျက်စီးနေတာလားဒါမှမဟုတ်လောကကြီးကငါတို့ကိုမမြင်ချင်အောင်ဆောင်နေတာငါတို့မျိုးဆက်အသက်ရှင်စေပဲလောကကြီးကညှင်းဆိုနေပါစေမပြောက်ဘူးငါတို့နဲ့ခင်မယ်ဒီအတန်တွေထဲမှာပဲရှင်သန်မယ်နာမည်မရှိ